တက်တွေညစ်ပတ်နေတာကိုတန်ရှင်းရေးလုပ်ဖို့အရေးကြီးဆုံးပဲအဲ့တော့ကျွန်တော်တို့ paint correction ပြုလုပ်တော့မယ်ဆိုလို့ရှိရင်နီးစနစ်တွေအများကြီးရှိတယ်လိုက်နာရမယ့်အချက်တွေရှိတယ်အဲ့ဒီအချက်တွေထဲမှာ residue control ဆိုတဲ့ကျွန်တော်တို့ပတ်တွေတန်ရှင်းရေးပြုလုပ်ရတဲ့အကြောင်းအရာကလည်းအရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်အဲဒီကြောင့်ကျွန်တော်ဒီနေ့မှာ paint correction ပြုလုပ်ရင် residue control ကိုကျွန်တော်တို့ဘယ်လိုနည်းစနစ်တွေနဲ့သွားလို့ရတယ်ဆိုတာပြောပြပေးမယ် Okay ပတ်တွေတန်ရှင်းရေးလုပ်တာတော့ကျွန်တော်တို့ပြောရရင်တော့အပိုင်းနှစ်ပိုင်းရှိရပါတော့အပိုင်းတစ်ပိုင်းရှိရဆိုတာကျွန်တော်တို့ paint correction ပြုလုပ်နေရင်လည်းဆက်တိုက်နေရင်လည်းတကွက်ပြီးတကွက်တန်ရှင်းရေးလုပ်သွားတဲ့အကြောင်းအရာကိုကျွန်တော်တို့က on the fly pack cleaning လို့ခေါ်တယ်ကျွန်တော်တို့ဆက်တိုက်ပြီးတကွက်ပြီးတကွက်ဆက်တိုက်နေတဲ့အချိန်မှာပဲတကွက်ပြီးတကွက်တန်ရှင်းရေးလုပ်သွားတာပြီးသွားရင်ကျွန်တော်တစ်နေ့လုံးသုံးထားတဲ့ပတ်တွေကိုညနေစိုင်းသိမ်းမှတန်ရှင်းရေးလုပ်တဲ့အကြောင်းအရာဆိုပြီးတော့နှစ်ခုရှိတယ်ဒီနေ့ကတော့ကျွန်တော်တို့ pack cleaning on the fly ပေါ့ပြောရရင်တော့ဆက်တိုက်နေရတဲ့အချိန်ကာလမှာတန်ရှင်းရေးတစ်ကွက်ပြီးတစ်ကွက်နှစ်ကွက်ပြီးတစ်ချိန်တန်ရှင်းရေးပြုလုပ်ရင်ဘယ်လိုမျိုးပြုလုပ်မလဲဆိုတဲ့အကြောင်းကိုပြောပြပေးမယ်အခုဆိုဒီမှာကျွန်တော်ဒီမိုပြဖို့အတွက်ကျွန်တော်ပတ်တွေကို3-4ကွက်လောက်တိုက်ထားပြီးတန်ရှင်းမလုပ်တာဒီမှာဆိုလို့ရှိရင်ဒီမှာညစ်ပတ်နေတယ်ပြီးသွားရင်ဒီပတ်ဆိုလို့ရှိရင်တော့ဒါကတော့ဆေးပွင့်နေတဲ့ panel မှာမဟုတ်တော့ဘက်ကတော့ညစ်ပတ်နေတဲ့ဆေးစွန်းနေတဲ့အရောင်တော့မရှိဘူး fiber ဘက်ကပြားကတ်နေတယ်ဒီမှာ compound တွေရဲ့ residue တွေရှိတယ်ကျွန်တော်တို့ကဆေးသား clear coat ကိုစားချထားတယ် clear coat ရဲ့အမှုန်တွေရှိတယ်ပေါ့လေပြီးသွားရင်ဒီမှာဆိုလို့ရှိရင်ဆေးပွင့်နေတဲ့နေရာကိုတိုက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆေးအရောင် color coat ပါစွန်းနေတာရှိရယ် compound တွေ residue တွေရှိမယ်ပြီးသွားရင်ဒါတွေကတော့ကျွန်တော်တို့အမွှေးပတ်တွေလို့ခေါ်တဲ့ microfiber ပတ်နဲ့ wool ပတ်တွေ cleaning လုပ်တဲ့ပုံသဏ္ဍာန်နဲ့ဒါကြရင်တော့ foam ပတ်မှာဘယ်လိုတန်ရှင်းရေးလုပ်မလဲဆိုတော့အကြောင်းအရာလေးပြောပြမြန်မာ gloss တော့တင်တန်းမှာတော့ပြောရရင်ဒါဆိုရင်တော့ paint correction လုပ်တဲ့နီးစနစ်တွေရဲ့ line နာရမယ့်အချက်6ချက်ပြီးသွားလို့ရှိရင်ဒါသတိထားရမယ့်အချက်တွေသတိထားရတဲ့ချက်တွေထဲမှာဒီလိုအများကြီးအချက်တွေအများကြီးရှိရတဲ့ထဲမှာကျွန်တော်ဒီမှာတစ်ချက်ဖြစ်တဲ့ residue control ဆိုတဲ့ပတ်တန်ရှင်းရေးအကြောင်းဒီနေ့ပြောပေးပါ residue control ပတ်တန်ရှင်းအဲ့တော့ပတ်တန်ရှင်းအမျိုးအစားဘယ်နှမျိုးရှိမလဲပေါ့ကျွန်တော် on the fly မှာမျိုးစားဘယ်နှမျိုးရှိမလဲဆိုရင်ကျွန်တော်တပတ်နဲ့တန်ရှင်းရေးလုပ်လို့ရတယ်တနည်းရှိရယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြီးသွားရင် pack cleaning brush နဲ့တန်ရှင်းရေးလုပ်လို့ရတာတစ်မျိုးရှိရယ်ပြီးသွားရင်တော့ကျွန်တော်တို့လေကန်းနေနဲ့တန်ရှင်းရေးလုပ်တာရှိရယ် okay အဲ့ဒီမှာကျွန်တော်တစ်ခုချင်းစီကိုအားသာချက်အားနည်းချက်လေးတွေတွဲပြီးပြောပြပေးမယ် okay ကျွန်တော်တို့ကအခုဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် microfiber ပတ်မှာပေါ့လေကျွန်တော်တပတ်နဲ့တန်ရှင်းရေးလုပ်မယ်ဆိုလို့ရှိရင်တန်ရှင်းရေးလုပ်လို့ရတယ်မရအောင်မဟုတ်ဘူးဒါပေမဲ့ဒီပတ်မှာရှိနေတဲ့ကျွန်တော် residue တွေအကုန်အရှင်းတန်ရှင်းမှုတော့မဖြစ်နိုင်ဘူးအကုန်ရှင်းတန်ရှင်းမှုမဖြစ်နိုင်ဘူးကျွန်တော်တို့ကပတ်တန်ရှင်းရေးလုပ်တဲ့ချိန်မှာလည်းကျွန်တော်တို့အခုလိုရေပုံးကိုကျွန်တော်တို့ရေလက်လေးလုံးစာလောက်ရေထည့်ထားတယ်ရေထည့်ထားပြီးဒီပေါ်မှာတိတ်ကတ်ထားတယ်ပြောရရင်ကျွန်တော်အခန်းထဲမှာပါမညစ်ပတ်အောင်ထပ်ပြီး residue control လုပ်ဖို့အခန်းထဲမှာပါဒီကထွက်လာတဲ့အမှုန်တွေအများကြီးရှုပ်မပွားသွားအောင်အတက်နိုင်ဆုံးဒီဘုံထဲမှာပြန်ဖမ်းမှာပေါ့လေဒါကတော့ dust collector ပေါ့ကျွန်တော်ရဲ့ dust collector ပေါ့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တပတ်နဲ့တန်ရှင်းလို့ကျွန်တော်တစ်ကွက်တိုက်တယ်နှစ်ကွက်တိုက်တယ်တစ်ချိန်ပြီးတိုင်းတန်ရှင်းရေးလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တပတ်ကိုကျွန်တော်တို့ဒီလက်ညှိုးမှာတို့လုံးလိုက်မယ်လုံးပြီးတော့တက်ရှင်၄တော့ထားမယ်ထားပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒူးကောင်းလေးနဲ့ထောက်ပြီးတော့ဆက်ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တပတ်လေးနဲ့လိုက်ပုတ်ပေးမယ်တော့ပြောရရင်တော့ကျွန်တော်တို့တပတ်က microfiber တပတ်တွေကစုပ်ယူမှုအားကောင်းတဲ့ကြောင့်တပတ်တွေကနေတန်ရှင်းလုပ်သွားတာပေါ့လေအဲ့တော့တန်ရှင်းလုပ်လို့မရဘူးလားဆိုတော့လုပ်လို့ရတယ်ကျွန်တော်ခုနထက်ဆိုင်တော့40% လောက်လျော့သွားတယ်ပြီးသွားရင်ကျွန်တော်နည်းနည်းထပ်ပြီးတော့ပို့ပြီးတန့်သွားအောင်တပတ်ကိုကင်ပြီးတော့နည်းနည်းလေးချစ်ချလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ compound residue တွေရှင်းသွားနိုင်တယ်ပြီးသွားရင်ကျွန်တော်တို့clear coat အမှုန်လေးတွေနည်းနည်းများရှင်းသွားနိုင်တယ်အဲဒီအတွက်ကြောင့်ကျွန်တော်ကဒီအမွှေးပတ်တွေ microfiber ပတ်တွေ wool ပတ်တွေကိုတန်ရှင်းရေးလုပ်တဲ့နေရာမှာတပတ်နဲ့လုပ်တာကိုသိသဘောမကျဘူး brush နဲ့လုပ်မယ်ဆိုတော့ကျွန်တော်တို့ကအခုသုံးနေတဲ့ Rubens က pet claw brush ကဈေးကြီးရယ်တော်တဲ့တူပဲလုပ်လို့ရတယ်အဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ Dragon မှာတက်တဲ့ brush ဝယ်ပြီးသုံးလဲရတယ်
โอเคအဲ့တော့ကျွန်တော်တို့brush နဲ့တက်ရှင်းလုပ်မယ်ဆိုရင်လည်းခုနလိုပဲကျွန်တော်ရေပုံးမှာကိုဒူးကောင်းလေးနဲ့ဆက်ကိုထောက်ထားမယ်ရေပုံးနားမှာထဲကိုထည့်မယ်ပြီးသွားလို့ရှိရင်ဆက်ကိုဖွင့်ပြီးတော့ brush နဲ့အရင်ကြီးမဖိဘူးတာယုံတင်းုံသာပဲပြီးရင်ကျွန်တော်တို့ပတ်မြင့်တဲ့ပြင်တစ်ခုလုံးကိုလိုက်ရွှေ့ပေးနေမယ်โอเคဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကအများကြီးပို့တန်သွားတယ်ပြီးသွားရင် brush လေးနဲ့ကျွန်တော်တို့ချစ်ချမယ်လှည့်ပေးမယ် brush လေးနဲ့ချစ်ချမယ်ဒီဘုံကတော့ဒီကထွက်လာမယ်အမှုံတွေကိုအနည်းနဲ့အများကျွန်တော်တို့ဖမ်းယူဖို့အတွက်ရေနဲ့တိတ်ကတ်ထားဒီတိတ်ကကော်အမှုံလေးထွက်လာတဲ့လွင့်လာတဲ့အမှုံလေးပြန်ဖမ်းနိုင်အောင်ပေါ့လေဒါကတော့ကျွန်တော်အခန်းထဲမှာပါအများကြီးမညစ်ပတ်သွားအောင်အခန်းထဲမှာပါမညစ်ပတ်ဖို့အတွက်ကျွန်တော် residue control တစ်ခုအနေနဲ့ control လုပ်ထားတာပေါ့လေ okay ဒါဆို brush နဲ့တန်ရှင်းရေးလုပ်တယ်ခုနကတပတ်နဲ့တန်ရှင်းရေးလုပ်ထားတဲ့ဆိုင်တော့အများကြီးပိုပြီးထိရောက်တယ်ဒါပေမဲ့ဒီလိုအမွှေးပတ်တွေ microfiber ပတ်တွေဘူးပတ်တွေမှာဒီ brush နဲ့ကလည်းနည်းနည်းလိုအပ်သေးတယ် okay ဒါဆိုခုနက Rubus ရဲ့ back clause နဲ့လောက်တာပေါ့လေဒါဆိုရင်ရိုးတပုတ်တန်ရတယ်ကျွန်တော်တို့အခုအဆင်ပြေတဲ့ brush တွေကိုအသုံးပြုနိုင်တယ်အဓိကကတော့တန်မြင့်တဲ့ပြင်မှာတန့်သွားဖို့ပဲရည်ရွယ်တာကျန်တာအောင်မရည်ရွယ်ဘူးအဲဒီအတွက်ကြောင့်ကျွန်တော်တို့က Rubus back claw ပဲသုံးတပုတ်တန်ပဲသုံးကိုဒီတိုက်မယ်မြင့်တဲ့ပြင်တန်ရှင်းရပြီဒီလိုတန်ရှင်းရေးလုပ်မယ်တပတ်ပြီးရင်ကျွန်တော်တို့ခုန brush ပေါ့လေ brush နဲ့ကတပတ်ထပ်ပို့ပြီးပြောင်းတယ်အခုဆိုလို့ရှိရင်နည်းနည်းလေးပိုသိတာတယ် okay ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ဒီသုံးမွေးပတ်တွေ microfiber ပတ်တွေသုံးမွေးပတ်လို့အမွှေးပတ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့လေကန်းနဲ့တန်ရှင်းရေးလုပ်တာအကြိုက်ဆုံးပဲလေကန်းနေထဲမှာကျွန်တော်ဒီလို tornado blower ရှိရယ်ရိုးကျွန်တော်တို့compressor gun ကထွက်တဲ့ရိုးရေလေးပိုက်ရှိမယ် okay နှစ်ခုလုံးနဲ့အဆင်ပြေတယ် tornado blower နဲ့ပိုကောင်းတယ်ကျွန်တော် tornado blower နဲ့ကြာရင်ကျွန်တော်တို့ဆက်ဖွင့်စရာမလိုပဲလေပုတ်ပြီးတော့တန်ရှင်းရေးလုပ်လို့ရတယ်ဒီရိုးရေလေးပိုက်ကောင်းချွန်နေဆိုလို့ရှိရင်တော့ကျွန်တော်ကဆက်ဖွင့်ပြီးဆက်ကို operate လုပ်ခိုင်းပြီးတော့မှကျွန်တော်လေကန်းနဲ့လိုက်မှုအောင် okay ဒါဆိုလို့ရှိရင်ကျွန်တော်44တစ်ချက်တော့နှိုးလိုက်အောင်မယ် okay ဒါဆို40နှိုးပွားပြီဆိုတော့ okay လေးပိုက်တက်ပြီလေး pressure တော့ပြည့်ဖို့လိုတာပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ကို၄ခွဲလောက်ထားမယ်အချိန်တစ်ခုထားပြီးလို့ရှိရင်ကျွန်တော်တို့ဒူးကောင်းလေးနဲ့ဆက်ကိုထိန်းထားမယ်ပေါ့လေပြီးသွားရင်ကျွန်တော်ဆက်ကိုဖွင့်မယ်ဖွင့်သွားရင်လေးပိုက်နဲ့လိုက်ပြီးတော့ဒီမျက်နှာပြင်လိုက်မှုံပါအဲ့တော့အရင်ကြီးသွားပြီးတော့ထိလို့မရအောင်ထိရင်ပိုက်နဲ့ထိုးရလိုက်ပိုက်ကြီးကွဲသွားလိမ့်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တစ်လက်မကျွန်တော်နှစ်လက်မတော့ခွာပြီးထိုးမယ်အမွှေးဆိုတော့ microfiber ပတ်တွေဝူးပတ်တွေရဲ့သဘောတရားဒီလိုပဲအမွှေးနည်းနဲ့များတော့ကျွတ်တာပဲဒါမျိုးရှောက်လန်းလေးတောက်လျှောက်အဝိုင်းလိုက်လေးသွားမယ်ဆက်ကလင်းနေရယ်ပက်ကလင်းနေရယ်ဒီကန်းလေးနဲ့ခြေတိုးနောက်ဆုပ်လေးလုပ်ပေးနေရယ်ဒီကန်းထိန်နဲ့မထိစေနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနတပတ်နဲ့ brush နဲ့လုပ်တာတဲ့ဆိုင်လေကန်းနဲ့လုပ်တာဘက်ကအခုမတိုက်ခင်ရလိုမျိုးပဲတော်တော်ကြီးကိုတန်ရှင်းသွားပြီအဲဒီအချိန်မှာကျွန်တော်တို့က compound ထပ်ထည့်ပြီးနောက်တစ်ခွက်တိုက်မယ်ဆိုရင်ကျွန်တော်တို့ reset တွေက consistent ဖြစ်ပြီးတော့ DA ဆိုလို့ရှိရင်လည်း haze တွေမချန်ထားခဲ့တော့ဘူး rotary ဆိုရင်လည်း hologram တွေမချန်ထားခဲ့တော့ဘူးအနည်းဆုံးစေးသားပြောရင်ပြောသလိုတော့အနည်းဆုံးချန်ခဲ့တဲ့ result ကိုပဲရတော့ကျွန်တော်နောက်တစ်ဆင့် polishing တိုက်တဲ့အချိန်ကျရင်အရန်လွယ်ကူပါတဲ့ result ကိုရတယ်ကိုယ့်ရဲ့ result က consistent နဲ့ဖြစ်နေမယ်တစ်စီးလုံးမှာပေါ့လေဒါကကျွန်တော်တို့ဒီလေးပိုက်ကောင်းနဲ့လုပ်တာနောက်တစ်ခုကကြာရင်တော့ကျွန်တော်တို့ tornado blower နဲ့လုပ်မယ် tornado blower နဲ့ဆိုလို့ရှိရင်ဒီဘက်ကတော့မမြင်ရသေးတော့သေချာလေးကပ်ပြီးကြည့်ကပ်ပြီးကြည့်မျက်နှာပြင်တွေကပ်နေတယ်အမုံလေးရှိတယ် okay ဒါဆိုလို့ရှိရင်တော့ဒီအားဆိုဆက်ဖွင့်ကြရမလို့ဆက်ကိုကင်မယ်ဒီ tornado gun နဲ့ကပ်ပြီးမှုတ်မယ်အောက်က
ရေပုံးကပြောရရင်တော့ဒီအမုံတွေထွက်လာတာကိုအနည်းဆုံး50%လောက်တော့ကျွန်တော်ဖမ်းပေးနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီယုံထဲမှာအများကြီးမပွားတော့ဘူးဒါကတော့တစ်ဝက်တန်ရှင်းလှုပ်ထားတာ ਨੇ မလှုပ်ရသေးတာတစ်ဝက်ခွာချချက်တွေဒါဆိုလို့ရှိရင်ပက်ကမသုံးရသေးတဲ့အချိန်တော့လိုမျိုးပဲအစ်စ်လိုဖြစ်သွားပြီ compound ထည့်တဲ့ compound polish တွေအကုန်လုံးအပြည့်အဝ performance အပြည့်လုံးဆောင်နိုင်ပြီးတော့ကျွန်တော်တို့ DA haze တွေ hologram တွေလုံးဝကိုခြံခဲ့ဖို့မရှိတော့ဘူးအနည်းဆုံးခြံအောင်တိုက်လို့ရပါပြီကျွန်တော်တို့ polishing စစ်မှာအရင်ကိုလွယ်ကူသွားတဲ့ result ကိုရမယ် okay ဒါကတော့ကျွန်တော်ပြောရရင်လေကန်းအနေနဲ့တန်ရှင်းရေးလုပ်တာကတော့အကောင်းဆုံးပေါ့လေကျွန်တော်လေကန်းအနေနဲ့တန်ရှင်းရေးလုပ်တာအကောင်းဆုံးဆိုတာတပတ်နဲ့လုပ်တာထက် brush နဲ့လုပ်တာပိုကောင်းတယ် brush နဲ့လုပ်တာထက်လေကန်းအနေနဲ့လုပ်တာပိုကောင်းလေကန်းမှာတော့ tornado ကန်းနဲ့ရပိုကောင်းတယ်ဒါ Rubus ကအသစ်ထွက်တဲ့ကျွန်တော်တို့ pack clean air blower ပေါ့ကျွန်တော် pack clean air blower ကကျွန်တော်ပြောရရင်တော့ tornado ကန်းပဲဒီလိုရေပုံးတွေပါတယ်မလိုတော့ဘူးပေါ့လေဒီရေပုံးကြီးထားစီရမလိုတော့ဘူး dust collection ကကျွန်တော်တို့ပြောရရင်ဖုံဆုပ်ဆက်နဲ့တွဲမှာဖုံဆုပ်ဆက်နဲ့တွဲမယ်အဲ့တော့တခါတည်းတစ်ချိန်ထဲမှာ blow လုပ်ရင်းနဲ့တခါတည်းvacuum cleaner တခါတည်းလေးဆုပ်သွားမှာပေါ့နော် okay ဒါဆိုရှင် vacuum cleaner ဖွင့်မယ်ဖွင့်ပြီးသွားရင်တော့ဒါကတော့စပွဲလိုမျိုးလေးတော့တခုတော့လိုကောင်းလိုမယ်ဗက်ချန်ကျန်တဲ့ဟာကိုပြမယ်ပေါ့နော် okayဒါဆိုလုံးဝ residue control ကလုံးဝ 100% နီးနီးပဲ residue control ဖြစ်သွားပြီကျွန်တော်တို့ယုံထဲမှာလုံးဝညစ်ပတ်တာမရှိတော့ဘူးပတ်လဲတန်ရှင်းရတယ်ယုံထဲမှာလည်းမညစ်ပတ်တော့ဘူးဒါကတော့ Rubus ကထွက်တာမကြသေးဘူးလပိုင်းပဲရှိသေးတယ်ဒါဆိုလေအိုးကလေနေသွားလို့ပေါ့လေကျွန်တော်လေအိုးပတ်ပိတ်လိုက်လို့အများကြီးတန်သွားပြီအများကြီးတန်သွားပြီပေါ့နော်ဒါကတော့လေကန်းနဲ့ blower နဲ့ dust residue pad တွေတန်ရှင်းရေးလုပ်တာ Rubus ကထွက်တဲ့ဟာပေါ့လေနောက်ဆုံးထွက်တဲ့ဟာကျွန်တော်တို့အခုလို tornado gun တွေ tornado blower တွေနဲ့သုံးမယ်ဆိုလို့ရှိရင် residue control လုပ်ဖို့အတွက်ကျွန်တော်ထပ်ပြီးအခန်းထဲမှာမညစ်ပတ်ဖို့အတွက်ရေပုံးတွေအားနဲ့ဆိုတဝက်လောက်ပဲဖုံတွေအမုံတွေကိုဖမ်းနိုင်တာပေါ့လေကျန်တဲ့တွက်လောက်ကတော့အခန်းထဲမှာလွင့်နေတာပဲအဲ့တော့ coating တွေလုပ်တော့မှဆိုကျွန်တော်တန်ရှင်းရေးတော်ပြန်လုပ်ရတယ်လုပ်ပြီးမှကားမှာ coating တွေလုပ်ဖို့ကားမှာ panel prep တွေလုပ်ပြီးမှ coating တင်ရတယ်ပေါ့လေဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခန်းထဲမှာတန်ရှင်းမှုလုံးဝတိတ်လောက်ရှာမလို့တော့ဘူးအမုံကဖုံဆိုးဆက်တဲ့အောင်ဆုပ်သွားမှာโอเคဒီကောင်နဲ့တော့တူတာကျွန်တော်တို့နောက်တစ်မျိုးပေါ့ဒါကတော့ Red Company ကကျွန်တော် mini tornado Red Company က mini tornado ကိုကျွန်တော် detail demon ကထုတ်ထားတဲ့ mini tornado တက်တဲ့ attachment အဲ့နှစ်ခုပေါင်းထားတာအဲ့နှစ်ခုပေါင်းထားတာဆိုရင်ပြောရရင် तू ကလေဖုံဆုပ်ဆက်နဲ့ခုနကဖုံဆုပ်မယ်ဖုံဆုပ်ပြီးရင်ဒီကောင်ကတော့ပြောရရင်တော့ pet cleaning တော့မဟုတ်ဘူး तू က UTV ထုတ်ထားတာကျွန်တော်ကားအတွင်းကကော်စောတွေ carpet တွေခုံနေမှာကျွန်တော်တို့ဖုံဆုပ်လေးမဟုတ်လို့ခေါ်ရဲvacuum blow ပေါ့လေ vacuum blow လုပ်တဲ့အချိန်ကျရင်ကျွန်တော်အသုံးပြုဖို့အတွက်လုပ်ပေးထားတာဒါပေမဲ့အခု Rubus က pet cleaning blower နဲ့မတိမ်မရိမ့်မယ်ဆိုတော့ကျွန်တော်စမ်းကြည့်မယ်ဒီကောင်ကတော့ပုံကောင်းတယ်ဒီကောင်ကပြောရရင်ဒီအထက်က ball bearing နဲ့လဲတာRubus ကတော့မှ pipe ပြော့လေးဒီကောင် ball bearing နဲ့ဆိုတော့ပို့ပြီးတော့ဒါတော့အပြင်နည်းနည်းထွက်တယ်ကျွန်တော်ခုမှစောက်တုံးလာတာဆိုတော့အများကြီးကျွန်တော်ဖုံဆိုးဆက်ကလည်းဒီဘက်ကဖုံဆိုးဆက်ကတိတ်မကောင်းလို့ဟိုဘက်ကမာကီတာနဲ့ကတော်တော်လေးဖုံဆိုးရတာတော်တော်ဆင်ပြေတယ်โอเคခုနပဲ့ရဲ့အနေထားဒီထဲမှာဒီ residue တွေအကုန်လုံးဖုံဆိုးဆက်တွေကိုဆုပ်သွားတာဒါကတော့ကျွန်တော်ပက်တွေတန်ရှင်းလုပ်တဲ့ပုံသဏ္ဍာန်ပေါ့လေပက်တွေတန်ရှင်းလုပ်တဲ့ပုံသဏ္ဍာန်ဆိုတာကျွန်တော်တို့ပြောရရင်ဒီ paint correction နည်းစနစ်ပေါ့ကျွန်တော်တို့ polish တိုင်းပဲ paint correction ပြုလုပ်တယ်ပေါ့လေ paint correction ပြုလုပ်တဲ့အချိန်မှာကျွန်တော်တို့နီးစနစ်တွေအများကြီးရှိတယ်ဒ
နီးစနစ်တွေအချက်လက်တွေအများကြီးရှိတဲ့အထက်အမှကျွန်တော်တို့လိုက်နာတင်တဲ့အချက်တစ်ချက်ပေါ့လေအဓိကအရေးလဲကြီးတယ်အရေးကြီးတဲ့အချက်ထဲမှာလည်းပါဝင်တယ်လိုက်နာတင်တဲ့အချက်တစ်ချက်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအမွေးဘက်တွေကိုတန်ရှင်းလုပ်တဲ့၃မျိုးမှာဘယ်မျိုးစာပို့ပြီးကောင်းတယ်ဘယ်မျိုးစာပို့ပြီးတန်တယ်ဆိုတာပြပြီးသွားရင်တော့ကျွန်တော်တို့ဖော့ဘက်တွေပေါ့ဖော့ဘက်တွေကြာရင်တော့ကျွန်တော်ခုနကလေကန်းနဲ့တန်ရှင်းလုပ်တာသိမကြိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ pore တွေရဲ့ဒီ cell structure တွေရှိတယ် pore တွေရဲ့ cell structure တွေကျွန်တော်တို့ open cell တွေရှိတယ် close cell တွေရှိတယ် pore တွေမှာများသောအားဖြင့်တော့ခုနောက်ပိုင်း phone pad တွေကတော့ open cell တွေပဲများတယ်ပေါ့နော် close cell နည်းသွားပြီကျွန်တော်open cell close cell တွေကို video တစ်ပုဒ်လေးနဲ့ပြောပြပေးမယ်ဘယ် open cell ဖြစ်ဖြစ် close cell ဖြစ်ဖြစ်ကျွန်တော်တို့လေကန်းဒီ air compressor ကနေကျွန်တော် regulator မခံထားရင် PSI 120 130 140အားနဲ့မှုတ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ foam structure လေးပျက်စီးတတ်တယ်နောက်ဆုံး regulator ခံထားလို့ PSI 90မှာကျွန်တော် stable လွတ်နေရင်တော့မှအနေနဲ့များပျက်စီးရယ် PSI 45 50လောက်လွတ်မှနည်းနည်းလေး foam pad တွေတက်တာတော့လေကန်းနဲ့မှုတ်တာသိမကြိုက်ဘူး brush နဲ့လုပ်တာနည်းနည်းပိုကောင်းတယ် brush နဲ့တန်ရှင်းရေးလုပ်တာနည်းနည်းပိုကောင်းတယ်ဒါတော့ brush နဲ့တန်ရှင်းရေးလုပ်လို့ရှိရင်ကျွန်တော်ကတိုက်တယ်တန်ရှင်းရေးလုပ်မယ်တကွက်တိုက်မယ်တန်ရှင်းရေးလုပ်မယ် polish ထပ်ထည့်မယ်တကွက်တိုက်မယ်တန်ရှင်းရေးလုပ်မယ် polish ထပ်ထည့်မယ်ဆိုဒီဘက်တွေကဆက်နဲ့မှု့နေတယ်ပုတ်တိုက်နေတယ်ကားစေးသားမျက်နှာပြင်မှာပုတ်တိုက်နေတဲ့ဒဏ်တွေကိုခံနေရတော့ကျွန်တော် brush နဲ့ပုတ်တဲ့အချိန်မှာလက်ပုတ်တဲ့အားနည်းနည်းကျန်းသွားရင်ဒီ pot လေးတွေဒီရေပုံးလေးပြန်ယူရမယ်နော် pot လေးတွေနည်းနည်းလေးကျွေခြင်းတယ်အဲ့တော့ကျွန်တော်တို့ brush နဲ့တန်ရှင်းရေးလုပ်တာလေးလည်းတစ်ချက်ပြမယ်ပြောရရင်တော့ဒီလိုလေးပဲကျွန်တော်တို့ချစ်ချလိုက်အောင်ပဲပြောရင်ဒီထက်အမှုံမွားလေးတွေကိုကျွန်တော်တို့ဖယ်ရှားမှာဒီထက်အမှုံမွားလေးတွေဖယ်ရှားမှာကိုတို့ချစ်ချပြီးရင်ကျွန်တော်တို့ဆက်ဖွင့်ပြီးတော့ brush နဲ့တောက်လျှောက်မျက်နှာပြင်ကိုပုတ်ပေးမယ်ဒါဆိုလို့ရှိရင်ထပ်ပြီးတန်သွားမယ်ဒါက brush နဲ့တန်ရှင်းရေးလုပ်တာ foam pad တွေဆိုလို့ရှိရင်တော့ brush နဲ့ထည့်ရင်တပတ်နဲ့ရမိုက်တယ်တပတ်နဲ့ရကျွန်တော်ဒီနားလေးတွေကစအကုန်လုံးဒါဆိုကျွန်တော်တို့3-4 5ခွက်လောက်တန်ရှင်းမလုပ်ဘဲနဲ့တိုက်ထားရတဲ့အတွက်ကြောင့်တပတ်နဲ့မနိုင်တော့ဘူးတစ်ခွက်ပြီးတစ်ခွက်တန်ရှင်းလုပ်မယ်ဆိုလို့ရှိရင်တပတ်နဲ့ပိုနိုင်တယ်ဒီလိုနေထားဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံးခုနကလိုပဲ brush နဲ့လောက်ရမှာပဲပြီးသွားရင်တစ်ခွက်ပြီးတစ်ခွက်ပုံမှန်လေးတန်ရှင်းလုပ်သွားရင်ကျွန်တော် brush လေးနဲ့တပတ်လေးနဲ့ရတယ်โอเคဒါဆိုဒီဆက်ကဘာဖြစ်သွားလဲမသိဘူးအဲ့တော့ဘယ်ကင်ပလေးတော့ကွာโอเคအခုဒီ Rubessa backlog ရတော့နောက်ထပ်တစ်ခုကပါလဲဆိုတော့ကျွန်တော်ပက်တွေချွတ်ရင်ဂိုင်းဆွဲခွာလိုက်တာထက်ဆိုင်ပက်တွေဘယ်ကင်ပလေးတွေတက်တာအောင်ကျွန်တော်ဒီလိုထိုးထည့်ပြီးတော့တစ်ဝက်လောက်ရောက်ပြီဆိုမှတော့တဝက်လောက်ရောက်ပြီဆိုမှခွာမယ်အဲ့တော့ကိုယ့်ရဲ့ backing blade ကတ်ခွာတွေဒီဘက်တွေကကျွန်တော် velcro ဘက်ကတ်ခွာတွေအများကြီးတက်တာဗောလေရေရှည်သုံးပြလို့ရတယ်โอเคဒါဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်ဆက်အချိန်တင်မယ်တင်ပြီးသွားရင်ပြီးရင်ပြန်ထပ်ချစ်ထုတ်မယ်ကျွန်တော်ပြောရရင်တော့အခုဒီဘက်က9ခွက်6ခွက်လောက်တိုက်ပြီးမှတန်ရှင်းရေးလုပ်တာဖြစ်တဲ့အတွက်ကြောင့်အများကြီးထပ်ပြီးတော့ဘယ်လောက်တန်ရှင်းရေးလုပ်လို့ residue တွေကျန်နေသေးတယ်အကုန်မရှင်းသွားဘူးအဲဒီအတွက်ကြောင့်ကျွန်တော်ကစေးသားပြော့လေးကားစေးသားပြော့လေးပတ်တန်ရှင်းရေးကတကွက်ပြီးတကွက်လုပ်တာအကောင်းဆုံး result ကိုရလေပဲကျွန်တော်တို့ကကိုယ်ဆိုင်မှာဘယ်လိုသွားမှာလဲဘာကားကိုကျွန်တော်တို့ paint correction လုပ်နေတယ်ဆိုတော့အပေါ်မှာမူတည်ပြီးတော့ပတ်တန်ရှင်းရေးကိုတစ်ခွက်ပြီးတစ်ခွက်တန်ရှင်းရေးလုပ်မလားနှစ်ခွက်သုံးခွက်ပြီးမှတစ်ခါတန်ရှင်းရေးလုပ်မလားဆိုတာလက်ခံတဲ့ကားစေးသားအပြော့မှာပေါ်မှာကျွန်တော်ဆုံးဖြတ်တယ်ပေါ့လေโอเคဒါမျိုးဆိုလို့ရှိရင်တော့ residue လေးကျန်သေးတယ်စေးသားအရင်ပြော့တဲ့ကားမှာဆိုကျွန်တော်တို့ haze ချန်ခဲ့နိုင်တယ်စေးသားမာတဲ့ကားမျိုးတွေ hard paint တွေမှာဆို
ဟေးစေးတောင်းတောင်းမချမ်းခဲ့နိုင်တဲ့အတွက်ကြောင့်ဒါမျိုးကပြဿနာမရှိဘူးစေးသားရန်ပြောတဲ့ကားဆိုရင်တော့အကောင်းဆုံးကတော့တကွက်ပြီးတကွက်တန်ရှင်းရေးလုပ်ပြီးသွားလို့ရှိရင်ဒီလိုပက်တွေမှာဘလောက်ပဲတန်ရှင်းရေးလုပ်လာအနည်းနဲ့များတော့စုလာတာကြံလာတာတွေရှိတယ်အဲ့လိုအနည်းနဲ့များနဲ့စုလာတယ်ကြံလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ပက်နောက်တစ်ချက်ထပ်ချိန်ပြီးဒါဆိုလို့ရှိရင်တော့ကျွန်တော် result တွေက consistent ဖြစ်ပြီးတော့ကျွန်တော် quality ပြည့်မီတဲ့ရလက်ကိုရမယ်အဲပြင်မှာမှကျွန်တော်နောက်တစ်ကြော့ပြန်သွားတဲ့အချိန်ကုန်မှုတွေမရှိတော့ဒါဆိုဖုန်းဘက်နည်းနည်းလေးညစ်ပတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လေကန်းနဲ့တက်ရှင်းလို့လေကန်းကတော့အားမရှိတော့ကျွန်တော်ရဲ့ air compressor ကmotor နဲ့ electric motor နဲ့မဟုတ်တော့ engine နဲ့ဆို engine တော့နှိုးပါ electric motor နဲ့ air compressor မရောက်လာသေးဘူးအဲ့တော့ပြင်းပြီးတော့မနှိုးခြင်းတော့မဖွင့်တော့ဒါတကယ်ကောင်းမှလည်းတိုက်နေရမှာမဟုတ်ဘူးကျွန်တော်ဘယ်လိုတန်ရှင်းရေးလုပ်လဲဆိုရဲအကြောင်းအရာလေးကိုပြပေးပြန်တာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ပက်တွေတန်ရှင်းရေးလုပ်တာဘယ်လိုတွေလုပ်တယ်ဆိုရဲအချက်လက်လေးတွေကိုနားလေသဘောပေါက်မယ်လို့တော့ထင်တယ်ဒီလိုမျိုးကျွန်တော်တို့နီးစနစ်တွေတိကျတဲ့နီးစနစ်တွေမှန်ကန်တဲ့နီးစနစ်တွေကိုကျွန်တော်ရဲ့မြန်မာ Glossop သင်တန်းမှာကတေချာသင်ကြားပေးတယ် paint correction လုပ်တဲ့အပိုင်းတွေမဟုတ်ဘူးကျွန်တော်တို့interior detail engine bay detail headlight restoration ကျွန်တော်တို့ glass polishing ဆိုကျွန်တော်တို့ပို့ပြီးတော့glass scratch remover glass မှန်အဆင်းတွေဖြောက်တဲ့နီးစနစ်ပါသင်ပေးတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ coating application တွေပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော် decon wash တကယ်ဆိုင်တွေအတွက်ကောကျွန်တော်တို့ paint correction လုပ်တော့မယ်ဆိုရင် coating တွေတင်တော့မယ်ဆိုရင်အကာအကွယ်တွေတင်တော့မယ်ဆိုရင်တကယ်ကိုအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ decon wash အရေးကိုလည်းကျွန်တော်တို့တေချာအသေးစိတ်စနစ်တကျသင်ကြားပေးတယ်ပြီးသွားရင်ကျွန်တော်တို့ detail လုပ်ထားပြီးသားကားစီကိုဘယ်လို maintain ရေးဆေးမလဲဆိုတော့အကြောင်းအရာတွေကိုလည်းတေချာသင်ကြားပေးရပါလိမ့်အဲ့တော့ detail နဲ့ပတ်သက်တဲ့ နီးစနစ်တိကျမှန်ကန်တဲ့နီးစနစ်တွေကိုသင်ကြားခြင်းကျွန်တော်တို့မြန်မာ Glossop ကိုလာပြီးတော့တက်ဖို့ဖိတ်ခေါ်တယ်ကျွန်တော်တို့အခုလာမယ့်ဒီဇင်ဘာ9ရက်နေ့ကိုတော့အခုဒီနေ့ကနေတော့ကျွန်တော်6ရောက်လောက်တော့ရနေပြီ6ရောက်9ရောက်လောက်ရှိရယ် booking ပေးထားတာနောက်ထပ်3ရောက်4ရောက်လောက်ပဲနေရာလွတ်တော့မယ်ပေါ့လေအဲ့ဒါလေးပြောနေအခုကလေးကကြိုပြီး add ထားမယ်ဆိုရင်တော့ပို့ပြီးစိတ်ချရမယ်ဒီအကြောင်းအရာလေးကိုပြောရင်းနဲ့ကျွန်တော်အားလုံးနှုတ်ဆက်တယ်နောက်ထပ်ဗီဒီယိုလေးတွေထပ်ပြီးတော့လုပ်ပေးမယ်ဗီဒီယိုလေးလောက်တာလည်းနည်းနည်းလေးကျဲသွားတယ်နည်းနည်းကျဲသွားတော့ကျွန်တော်အလုပ်တွေရှုပ်ပြီးတော့မအားတာနဲ့ဗီဒီယိုလေးလောက်တာနည်းနည်းလေးကျဲသွားတာပေါ့လေ U control လို့ခေါ်တဲ့ back cleaning ဘယ်လိုလုပ်လဲဆိုတော့အကြောင်းအရာလေးဗီဒီယိုလေးပါအားလုံးကျေးဇူးတင်ပါတယ်